မင်္ဂလာပါကျွန်တော်ဆော့ဆော့ပါကျွန်တော်တို့စကားပြောလေးတွေကိုထပ်ပြီးလေ့လာကြမယ်ကြည့်လိုက်ရအောင်ယာကျွန်တော်ငါလို့ပြောပါတယ်ဥပမာအနေနဲ့ရဖလီလောကျွန်တော်စာအုပ်ဖတ်သည်ကျွန်တော်စာဖတ်သည်နာသင်နေမင်းလို့ပြောပါတယ်နဖလီလောသင်စာဖတ်သည်မင်းစာဖတ်သည်ပဝဲသေးဆိုကျွန်တော်တို့ငါတို့လို့ပြောပါတယ်ပဝဲသေးပဖလီလောကျွန်တော်တို့စာဖတ်သည်အဝဲသေးသူတို့အဝဲသေးဖလီလောသူတို့စာဖတ်သည်အဝဲပိုခွာယောက်ျားလေးဆိုအဝဲပိုခွာသူလို့ပြောပါတယ်အဝဲပိုခွာဖလီလောသူစာဖတ်သည်အဝဲပိုမှုဆိုသူမအဝဲပိုမှုဖလီလောအဝဲသူမစာဖတ်သည်ဒါအဝဲနေ၎င်းအားလုံးနားလည်မယ်ပြောတတ်မယ်လို့ထင်ပါတယ်